လက်တွေဘဝရဲ့ရိုက်ခတ်မှုတန်ကိုခံလိုက်ရပြီဘာကိုမှနားမလည်နိုင်တော့တဲ့အခါလူတွေဟာများသောအားဖြင့်ညင်းပယ်ခြင်းဆိုတဲ့လမ်းစဉ်အိုးပဲရွေးချယ်တတ်ကြတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီလူလက်တွေဘဝအမှန်တရားကိုသတိမထားမိခဲ့ပြီဘူးကျွန်တော်အင်မတန်ဂုဏ်ယူခဲ့ရတဲ့အ내ရောင်မီလီယံတွေကတရေကောင်းတွေကိုမတက်နိုင်ခဲ့ဘူးတရေကောင်းတွေရဲ့ဓာတ်နဲ့ဖျောကဘာလို့များကျွန်တော်ရဲ့အခြေခွန်တွေနဲ့နှလုံးသားကိုဖောက်ထွက်သွားနိုင်ရတာလဲကျွန်တော်နားမလည်နိုင်တော့ဘူးဘလို့များလဲကျွန်တော်ဟာတခြားသူတွေနဲ့ရှင်အဆင့်ထန်းချင်းကွာခြားလွန်လာပါတယ်ကျွန်တော်ဟာမိစ္ဆာဘရင်စစ်တပ်ကတူကိုထိတ်ဆုံးကနေတက်ရောက်ခဲ့တယ်လို့ဂုံလူးဆောင်ပွဲနဲ့ကြောင်းရှင်းခဲ့သူပါမိစ္ဆာဘရင်ရဲ့စံနှုန်းတွေဆိုတာပထမဆုံးမိစ္ဆာဘရင်အေဂရစ်ကတီထောင်ခဲ့တဲ့ theory တကုတ်ဖြစ်ပြီးမိစ္ဆာလောကရဲ့အခြေခံအုတ်မြစ်လက်ချက်တယ်ကျွန်တော်ဟာဒီ theory ကိုတခြားသူတွေထက်ပိုပြီးသူတေသနာပြုခဲ့တယ်လို့ကိုယ်တိုင်လည်းတိတိကျကျလိုက်နာခဲ့တာပါမိစ္ဆာဘရင်ရဲ့စံနှုန်းတွေထဲမှာရေးထားတဲ့အတိုင်းကျွန်တော်မျိုးစင်တစ်ခုကိုတိဆောက်ခဲ့ပြီးမင်းသမီးတွေကိုပြင်ပေးဆွဲခဲ့တယ်ပြီးတော့မင်းသမီးတွေကိုလာခဲ့တဲ့တရေကောင်းတွေကိုလည်းလိကျင့်ပေးခဲ့သေးတာမိစ္ဆာဘရင်တရားအတွက်တော့သူတို့ရဲ့ဒေါသနဲ့ဝမ်းနည်းမှုတွေဟာအကောင်းဆုံးစားပွဲတော်တစ်ခုပဲလေဒါပေမဲ့သူတို့ကိုစောစောစီးစီးတတ်ပစ်လိုက်လိပြဿနာရှိတယ်သူတို့ကိုကြီးထွားလာအောင်ကူညီပေးပြီးမှစားသုံးတာကမှတနာညာတာမှုစည်ရင်မှန်ကိုပြတဲ့အနေနဲ့ပေါ့တရေကောင်းကတန်မာလေးလေးအရသာကပိုရှိလေလေပဲကျွန်တော်ဟာမိစ္ဆာဘရင်ရဲ့စံတုံးတွေကိုဘသူ့ထက်မဆိုပိုကောင်းအောင်လိုက်နာခဲ့တယ်ဒီကဘာကြီးကိုတိမ့်ပိုက်ဖို့ဆိုတာအချိန်ကိစ္စပဲရှိတော့တာပါတရေကောင်းတွေနဲ့ပြည်သူတွေစီကရလာတဲ့များပြားလာတဲ့ဒေါသနဲ့ဝမ်းနည်းမှုတွေကိုစုပ်ယူပြီးကျွန်တော်ဟာအတန်မာဆုံးမိစ္ဆာဘရင်ထစ်လာခဲ့တယ်ဒါပေမဲ့ဘာလို့နောက်ဆုံးမှာကျွန်တော်ကပဲကြာရှုံးသွားရတာလဲဘလို့ကြောင့်လဲမင်းတို့မိစ္ဆာဘရင်တွေကအမြဲတမ်းဒီလိုပဲပြောနေကြတာပဲမင်းတို့ကိုယ်တိုင်ပဲဒီလိုအခြေအနေမျိုးဖြစ်အောင်ဖန်တီးခဲ့တာလေဘာဖြစ်လို့မင်းတို့တွေကဖြစ်ပျက်နေတာတွေကိုမယုံကြည်နိုင်တဲ့မျက်နှာပေးမျိုးအမြဲလုပ်နေကြတာလေငါတော့တကယ်နားမလည်နိုင်ဘူးအတိတ်ပဲမရှိတာအတိတ်ပဲမရှိဘူးဟုတ်လားမင်းတို့မိစ္ဆာဘရင်တွေကအမြဲတမ်းနာမည်ကြီးဆုံးမင်းသမီးကိုပြန်ပေးဆွဲတယ်ပြီးရင်မင်းတို့လှောက်ရှားနေပြီဆိုတာသိအောင်ငါတို့ကိုတဲလွန်စားပြီးပေးခဲ့ကြတာလေမင်းတို့တွေကတုံးအလိုက်တာငါသာမင်းနေရာမှာဆိုရင်ဘရင်ကိုပဲတတ်ပြလိုက်မှာအဲ့ဒါဆိုရင်တိုင်းပြည်ကပရန်ပရာဖြစ်သွားမှာပေါ့ကျွန်တော်သာဘရင်ကိုပြန်ပေးဆွဲလိုက်ရင်လူသားတွေကြားမှာထီးနှန်းလူပွဲတွေဖြစ်ပြီးတီတွင်းစစ်ဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုရင်သူတို့ရဲ့ဒေါသကကျွန်တော်စီကိုဥတီလာမှာမဟုတ်တော့ဘူးအဲ့ဒီအခါကျရင်ကျွန်တော်ကမိစ္ဆာဘရင်တယောက်အနေနဲ့ကြီးထွားလာမှာမဟုတ်တော့ဘူးလေအဲ့ဒါကစံနှုန်းတွေကိုစန့်ကျင်ညာရောက်တယ်ဒါတည်းမကသေးဘူးငါတို့ကမျောစင်ကိုမလာရင်မင်းကရွာတွေကိုမိစ္ဆာတွေအတော်အသင့်လွတ်ပြီးငါတို့ကိုလေ့ကျင့်ပေးခဲ့တာပဲငါကတော့ကျေးဇူးတင်လို့တော့မဆုံးဘူးမျောစင်ကိုလာရတာကပိုတောင်လွယ်သေးတယ်ပထမထပ်မှာကအားနေတဲ့မိစ္ဆာတွေပဲရှိတာလေလူတိုင်းကကိုယ့်အစ်စ်နဲ့ကိုလေ့ကျင့်ခွင့်ရပြီးစွမ်းရည်တွေတိုးတက်လာကြတာသူရဲကောင်းတွေကလမ်းကူးလာမှတေလို့မဖြစ်ဘူးလေစွမ်းရည်တွေပိုရအောင်ကျွန်တော်ကတေချာဂရုစိုက်ပေးနေခဲ့တာအဲ့ဒါကစာနှုံးတွေကကျွန်တော်ကိုသင်ပေးခဲ့တာပဲညော်စင်ကပြင်းစရာကောင်းလာပြီဆိုရင်ငါတို့လိုရမှာကမိစ္ဆာဘရင်ကိုတတ်ပစ်ဖို့ပဲအဲ့ဒါဆိုရင်မိစ္ဆာဘရင်အစ်စ်နဲ့မျော်စင်အစ်စ်ကထပေါ်လာမှာလေဒါကငါတို့သူရဲကောင်းတွေအတွက်တော့အကောင်းဆုံးအမဲလိုက်ကွင်းပဲဟုတ်တယ်မလားတငယ်ချင်းတို့ဟုတ်တာပေါ့ကျေးဇူးတင်ပါတယ်မိစ္ဆာဘရင်ကြီးခမ ्या ကအကောင်းဆုံးမိစ္ဆာဘရင်ပဲခမ ्या ကြောင့်ငါတို့တွေကောင်းကောင်းကြီးပြင်းလာနိုင်တာခမ ्या ကငါတို့အတွက်မိစ္ဆာဘရင်ထက်စားရင်ဖခင်တရားလို့ Godfather တောင်ခိနေပြီဒီမျော်စင်ကတကယ်လန်းနေစူးစမ်းအားထုတ်မှုတွေအတွက်ကျေးဇူးပါပဲမိစ္ဆာဘရင်ကြီးအကောင်းဆုံးအမဲလိုက်ကွင်းပြီးခဲ့တဲ့အတွက်ကျေးဇူးပဲဖခင် Godfather ဟုတ်လားကျွန်တော်ကလားကျွန်တော်ရဲ့မျောစင်ကသူတို့အတွက်အမဲလိုက်ကွင်းတက်ပဲလားဒါပေမဲ့နင်းကတကယ်တော့တော်တော်တမတာပါဒီတစ်ခေါက်သူရဲကောင်းတွေအများကြီးတေကုန်ကြတယ်ကိစ္စမရှိပါဘူးအဲ့ဒါကြောင့်ငါပို့ပြီးနမဲကြီးလာတာပေါ့ကဲအခုတော့နှုတ်ဆက်လိုက်ပါတယ်မိစ္ဆာဘရင်ကြီးသူရဲကောင်းတယောက်ကငါ့ကိုဒီလိုလုပ်ရဲတယ်ပေါ့ရဲစရာကြီးပဲငါ့ကိုဒီလိုမျိုးအရှက်ခွဲနိုင်တယ်လို့ထင်နေတာလားမိစ္ဆာဘရင်ရဲ့စံနှုံးတွေဆိုတာဘာကြီးလဲငါဒီလိုအလကားမသိနိုင်ဘူးမထစ်ဘူးငါ့ကိုအထင်သေးခဲ့တဲ့သူတွေအားလုံးပြန်ပေးဆက်စေရမယ်ငါရဲ့နောက်ဆုံးအသက်ကိုပေးဆက်ရပါစေဦးမဖြစ်နိုင်ဘူးစံနှုံးတွေကမှားနေကြတာပဲသူရဲကောင်းတွေကစံနှုံးတွေကြောင့်မိစ္ဆာဘရင်တွေကိုအထင်သေးနေခဲ့ကြတာကိုသာငါကြူသိခဲ့ရင်ငါအဲ့ဒီစံနှုံးတွေကိုလိုက်နာမှာမဟုတ်ဘူးငါမှသာအခွင့်အရေးတစ်ကြိမ်ထပ်ရခဲ့ရင်အဲ့ဒီစံနှုံးတွေကိုလွတ်ပြလိုက်မယ်သူတို့ကို octave ပေးလိုက်တော့မယ်ဘာ GDS ဘာတွေလဲငါအသက်ရှင်နေသေးတာလား
ဘာ GDS မြ ्यांရှိထွက်ခဲ့အဲ့ဒါငါနာမည်ပဲမြ ्यांမဖြစ်နိုင်တာဒီနေရာကဘာ GDS မင်းလို့ထက်မြက်တဲ့သူကဘာလို့ကြောင်းစင်းခွဲနေမှာဒီလိုဖြစ်နေရတာလဲကျောင်းအုပ်ကြီးအနီရောင်တစိတ်ဒါကမိစ္ဆာဘီရင်စစ်တပ်ကတော်ကကျောင်းစင်းနဲ့ကျောင်းသားတိုင်းကိုပေးတာပဲမိစ္ဆာဘီရင်ရဲ့သင်္ကေတပေါ့အဲ့ဒါဆိုရင်ဒါကလွန်ခဲ့တဲ့15နှစ်ကမိစ္ဆာဘီရင်စစ်တပ်ကတော်ရဲ့ကျောင်းစင်းဖွဲနေပေါ့ ဘာကြောင့်ငါဒီကိုပြန်ရောက်လာတာလဲဆိုတာမသိပေမဲ့ဒါငါအတွက်အခွင့်အရေးမယ်မကြခင်မိစ္ဆာဘီရင်တွေဖြစ်လာတော့မဲ့ကြောင်းစင်းကြောင်းသားတွေအားလုံးဂရီးသစ္စာဆိုကြမယ်ဂုံထူးဆောင်ဘာကြီး DS ဒီနေ့ရဲ့ကိုယ်စလဲအနေနဲ့ကျေးဇူးပြုပြီးဖတ်ကြပေးပါမိစ္ဆာဘီရင်ရဲ့စံနှုန်းတွေငါဒါကိုအကျိန်ပေါင်းများစွာမြေဘူးခဲ့တယ်ပြီးတော့တက်ဆက်မမတ်လည်းကြက်မှတ်ခဲ့ဘူးပဲငါဒီစီကန်းတွေကိုလိုက်နာဖို့အကောင်းဆုံးကြိုးစားခဲ့တာဒါတွေကသူတွေကောင်းတွေရဲ့အတုံးဆောင်ထက်လာမဲ့အမိုက်တွေပဲပြီးတော့ငါ့ကိုတေချင်းတရားစီခေါ်သွားခဲ့တာငါကဒါကိုအခုပြန်ရွတ်ရမှာလားလူတိုင်းရဲ့ရှေ့မှာငါဘွားတလုံးဒါကိုလိုက်နာပါမယ်လို့ထက်ပြီးသစ္စာဆိုရမလားဘာ GDS ကျေးဇူးပြုပြီးမိစ္ဆာပြင်းရဲ့စံနှုန်းတွေကိုဖတ်ကြားပေးပါကျွန်တော်ညင်းတယ်ဒီလောက်အထိယူနန်းလွန်းတဲ့အရာမျိုးကိုကျွန်တော်ဂတိမပေးနိုင်ဘူးစံနှုန်းတွေကိုလိုက်နာတာကမိုက်မဲလုံးတို့လို့စိတ်ပျက်စရာကြီးမိစ္ဆာပြင်းရဲ့စံနှုန်းတွေဆိုတာအမိုက်ပဲဒါကတော့မိစ္ဆာပြင်းစစ်တပ်ကတိုးရဲ့အတော်ဆုံးဂုံထူးလောင်ចောင်းသားကနောက်ဆုံးမှာတော့အောက်ဆုံးကိုရောက်ထားတဲ့အခိုက်အတန့်ပါပဲမစ္ဆာလောကရဲ့နေစားကြီးအာခိန်ဘလာရန်ဖာဒေါ်သားတကြီးညအော်ဟစ်နေပါတယ်ဘာဂျီဒီယပ်မင်းကမစ္ဆာဘီရင်ရဲ့စံနှုန်းတွေကိုအမိုက်လို့ဖြောရဲတယ်ပေါ့လေဒါဟာချက်ချင်းကွက်မြက်ခံရမယ်ပြင်မှုပဲလို့သူကဟင်းဟောင်းလိုက်တာပါဒါပေမဲ့ဘာဂျီရဲ့အရင်ကကျောင်းအားလုံးရဲ့စံပြာကျောင်းသားဖြစ်ခဲ့တာရဲ့သူမတူနိုင်တဲ့အရေးချင်းပါရမီတွေကိုနှမျောတာကြောင့်နေစားကြီးကနောက်ဆုံးအခွင့်အရေးပေးခဲ့ပါတယ်မင်းရဲ့စကားကိုအခုချက်ချင်းပြန်ယူသိမ်းပြီးတောင်းပါမလားဒါမှမဟုတ်မိစ္ဆာဘီရင်ဒါဇင်နဲ့ကြီးတေဆုံးခဲ့ရတဲ့အရင်ဆိုတဲ့တေမင်းသမနယ်မီကိုအနှင်ခါမလားလို့ယာစံပေးလိုက်ပါတယ်ဘာကြီးကတော့ခအေးပဲပြုံးလိုက်ပြီးငါ့ကိုအရင်ကိုပဲပို့လိုက်ပါအဲ့ဒီစံနှုန်းတွေကဘလောက်အမိုက်ဖြစ်လဲဆိုတာငါတက်သေးပြမယ်လို့ပြက်ပြက်တသားတုံ့ပြန်လိုက်ပါတယ်တကယ်တော့ဘာကြီးဟာအရင်ဘဝမှာသူရဲ့ကုန်းဒီရဲ့ဝိုင်းဝန်းတက်ဖြတ်ခြင်းကိုခံရတဲ့အစွမ်းထက်ဆုံးမိစ္ဆာဘီရင်တယောက်ပါသူဟာအတိတ်ကိုပြန်ရောက်လာတဲ့သူအတိတ်ပြန်ရောက်နေတဲ့သူတယောက်ဖြစ်ပြီးဒီတစ်ချိန်မှာတော့မိစ္ဆာဘီရင်တွေရှုံနှိမ့်စေတဲ့မိစ္ဆာဘီရင်စာနှုန်းတွေကိုစွန့်လွတ်ဖို့ဆုံးဖြတ်ထားတာပါအဲ့ဒီအချိန်မှာပဲမိစ္ဆာအကယ်ဒမီရဲ့ဒုတိယအဆင့်နဲ့ဘောရခဲ့တဲ့ Gordon Direct တယောက်အခက်တွေ့နေပါတယ်မိစ္ဆာလောကရဲ့စီးမြဲရအတော်ဆုံးနောက်လိုက်ဟာအတော်ဆုံးမိစ္ဆာဘီရင်ကိုခန်းစားရမယ်ဆိုတာကြောင့်သူဟာအဆင့်တဲ့ဘာကြီးရဲ့နောက်လိုက်ဖြစ်အရင်ကထိမလိုက်ဘဲနဲ့လိုက်လာရတာပါအရင်ကိုရောက်တဲ့အခါဘာချင်းဟာမိစ္ဆာဘီရင်တို့ရဲ့စီးမြဲနံပါတ်1ကိုစတဲ့ချိုးဖောက်ပါတယ်စီးမြဲနံပါတ်1အမှန်ကမျောစင်ကိုလူသားသူရဲကောင်းတွေအလွယ်တကူရှာဖွေတွေ့ရှိနိုင်မဲ့နေရာမှာပဲစောက်ရမယ်ဆိုတာပါတမသာသူရဲကောင်းတွေကမျောစင်ကိုလာတိုက်ခိုက်ပြီးမိစ္ဆာဘီရင်ကိုအဆင့်တက်အောင်ကူညီပေးနိုင်မှာဖြစ်လို့ပါဒါပေမဲ့ဘာကြီးကတော့ဒါဟာငါတို့ကိုတတ်ဖို့လူသားဖန်တီးထားတဲ့စီးမြဲပဲလို့ဆိုပြီးလူသူရှာတွေ့ဖို့ခက်ခဲတဲ့အန်ဒီရဲ့အရှိဆုံးနှင်းတောင်တွေကြားမှာပဲမျောစင်ကိုစောက်လိုက်ပါတယ်သူ့ရဲ့သွေးတွေကိုကျွေးပြီးမျောစင်ကိုအသက်သွင်းလိုက်တဲ့အခါငကာနဲ့မိစ္ဆာမျိုးနွယ်ဘာဂျေ DS ရဲ့မျောစင်အဖြစ်စနစ်ကအတည်ပြုလိုက်ပါတယ်မျောစင်ရဲ့အထာတိုင်းမှာဘာချွေရန်မှမရှိတာကိုကြည့်ပြီး Gordon ကစိုးရိမ်နေပါတယ်ဒါကြောင့်သူကမိစ္ဆာဘရင်ရဲ့စီးမြင်နံပါတ်2ကိုတော့လိုက်နာဖို့အကြံပေးပါတယ်အဲ့ဒီစီးမြင်ကတော့နန်းလျာမင်းသားဒါမှမဟုတ်မင်းသမီးကိုပြန်ပေးဆွဲရမယ်ဆိုတာပါအဲ့ဒီလိုပြန်ပေးဆွဲမှသာသူတို့ရဲ့နိုင်ငံသားတွေစီကထွက်လာတဲ့ဝမ်းနည်းမှုနဲ့ဒေါသတွေကိုစုပ်ယူပြီးမိစ္ဆာစွမ်းအားတွေတိုးပွားလာမှာဖြစ်လို့ပါဂေါ်ဒန်ကအနီးဆုံးကကိုဇန်နိုင်ငံရဲ့နန်းလျာမင်းသမီးကိုဖမ်းဖို့အကြံပေးပေမဲ့ဘာဂျီကတော့ငါတို့ကမင်းသမီးကိုပြန်ပေးဆွဲရုံတင်မဟုတ်ဘူးငါတို့ပတ်ပါတော့လောကမှာလို့ဆိုပါတယ်သူဟာအဝေးဆုံးမှာရှိတဲ့ဟီလ်ဒေရန်ဘီနေကတီးရှိမှုအားနည်းဆုံးဆိုတဲ့73ရောင်မြောင်မင်းသမီးလေးစီကိုဦးတည်လိုက်ပါတယ်လာရတဲ့ညတညမှာမင်းသမီးလေးရဲ့အိတ်ခမ်းရှိကိုရောက်တဲ့ဘာကြီးမင်းသမီးလေးမင်းကိုငါလာခေါ်တာလို့သူကပြောလိုက်တဲ့အခါမှာတော့မိစ္ဆာဘရင်ရဲ့စံနှုန်းတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့သူ့ရဲ့ကစားပွဲကြီးစတင်ပါတော့တယ်မိစ္ဆာဘရင်ဘာဂျေကမင်းသမီးလေးမင်းကိုဖမ်းဆီးခေါ်ဆောင်သွားမယ်မိစ္ဆာဘရင်ကငါပဲလို့ခန့်ညားစွာကျုံးဝလိုက်ပါတယ်
ဒါပေမဲ့မင်းသမီးကအကြောက်လန့်မရှိပဲပြုံးပြီးခစ်ငါ့ကိုတကယ်ပဲမင်းနိုင်အောင်ထိနိုင်မှာမလားဆိုပြီးပြန်မေးခွန်းထုတ်လိုက်တဲ့အခါမှာတော့ဘာကြီးတဲ့အံ့ဩသွားပြီးတကယ်ကိုထူးဆန်းတဲ့မေးခွန်းပဲငါကမိတ်စာပြန်ပဲငါမင်းကိုမနိုင်စရာအကြောင်းရှိလားလို့ပြန်ပြောလိုက်တယ်အဲ့ဒီနောက်မင်းသမီးကဒါဆိုရင်လေငါ့ကိုခေါ်သွားခွင့်ပြုမယ်လို့ပြောလိုက်တဲ့အတွက်ဘာကြီးတလောက်ပိုပြီးဇဝေဇဝါဖြစ်သွားပါတော့တယ်မင်းကဘာလို့တလောက်တည်ငြိမ်နေတာလဲဘာပဲကြံစီနေတာလဲလို့သူကမေးလိုက်တော့မင်းသမီးကငါကမင်းသမီးတစ်ပါးအဖြစ်မွေးဖွားလာကြတဲ့ကတနေ့မှဒီလိုဖြစ်မျိုးကျုံရမယ်လို့ကြိုတွေးထားပြီးသားပါငါဘာမှမကြံစီထားပါဘူးမိစ္ဆာပြင်းဒီနေ့လာမယ်ဆိုတာကိုငါကဘလို့လက်ကြိုtưပြီးထောင်ချောက်စင်ထားနိုင်ပါလေလို့ပြန်ဖြေခဲ့ပါတယ်အဲ့ဒီနောက်မိစ္ဆာပြင်းဘာကြီးလဲမင်းသမီးကိုခေါ်ဆောင်ပြီးဘာကြီးမျိုးစံကိုပြန်လာခဲ့ပါတော့တယ် ဘာကြီးမျော်စင်ပြန်ရောက်တဲ့အခါမှာတော့သူကသူ့ရဲ့နောက်လိုက်ဂေါ်ဒန်ကိုဒီမင်းသမီးကို၄တန်းမြောက်မှာပဲထားလိုက်ပါလို့အမိန့်ပေးလိုက်တဲ့အခါဂေါ်ဒန်ကအချင်းတော်နဲ့မဟုတ်ဘူးလားခမညာလို့အံ့ဩတကြီးမေးလိုက်ပါတယ်ဘာကြီးကသူမကဘာခုခံမှုမှမရှိပဲလိုက်လာတာမို့လို့ဒီလောက်တော့ရှော့ပေါ်ပေးတဲ့တယ်လို့ပြောခဲ့တာပေါ့မင်းသမီးခမညာတော့၄တန်းမြောက်ကျမ်းပင်ပေါ်မှာခေါင်းလည်းမရှိစောင်းလည်းမရှိအစေခံလည်းမရှိလာပါတဲ့ပန်းချံတွေလည်းမရှိတော့ဘူးငါတကယ်ပဲပြန်ပဲဆွဲခံလိုက်ရပြီပဲလို့ညီးသွားနေရှာပါတယ်အဲ့ဒီအချိန်မှာဘာကြီးစီကိုတာယာမိတ်စာဘူးရဲ့ Dragson စီကကိုကျိုးဆိုပဲဖိတ်ကြားစာရောက်ရှိလာခဲ့ပါတယ်လို့ဂေါ်ဒန်ကသတင်းပို့ပါတယ်ဘာကြီးကကျိုးဆိုပွဲတော့မဖြစ်နိုင်ဘူးငါလူသက်မလို့ချိုးနေအနိုင်ကျင့်စော်ကားဖို့ပဲဖြစ်မယ်နတ်ဆိုဘူးဝင်တွေကအကေတော့မောင်မာကြတယ်လူသက်တွေနဲ့အလုတ်တွဲလုပ်လေမရှိဘူးလို့ပြန်ပြောလိုက်ပါတယ် Dragson ကဘာကြီးကိုမြင်တာနဲ့မင်းကမိတ်စာဘူးရင်အသက်လားကြီးရတာဘာမှမထူးကြပါလားငါ့ကိုလာတိုက်ချင်တာလားလို့စော်ကားလိုက်ပါတယ်ဘာကြီးကမင်းရဲ့ကိစ္စကိုပဲပြောစမ်းလို့ပြန်ပြောလိုက်တဲ့အခါ Dragson ကအာခိန်းမျိုးစားကြီးကမင်းကိုစောင့်ကြည့်ခိုင်းထားတာလို့ပြောလိုက်ပါတယ်ဘာကြီးကတော့ဟိုဟောင်ဖွားလုတ်တဲ့ vampire အဖိုးကြီးကိုပြောတာလားလို့အေးစီစီတုံ့ပြန်ပြောဆိုလိုက်ပါတယ် Dragson ကမင်းကမြန်ငါတို့ရဲ့မြို့စာမင်းကိုအဲ့လိုပြောရတယ်ပေါ့ဆိုပြီးသူစားနေတဲ့အသားတုံးကိုခြေတော်နားပြစ်ချလိုက်ပါတယ်ဟေးကောင်အဲ့ဒါကိုရှာနဲ့ရက်စံဒါဆိုရင်မင်းရဲ့မလေးစားမှုကိုငါခွင့်လို့ပေးမယ်လို့ရိုင်းဆိုင်ခိုင်းဆက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဘာကြီးကငါဘာလို့ဒီကိုရောက်လာလဲသိလားအေးသိတာပေါ့စောက်ယူကောင်မင်းကနတ်ဆိုဘူဝင်ရဲ့စီကန်းစီမန်းတွေကိုစန့်ကျင်လိုက်လို့လီလို့ Dragson ကပြန်ဖြေလိုက်ပါတယ်အဲ့ဒါဆိုငါကအခုတော့မိစ္ဆာဘူဝင်အချင်းချင်းမတိုက်ရဘူးဆိုတဲ့စီကန်းကိုငါတကယ်ပဲလိုက်နာမယ်လို့မင်းထင်နေတာလားလို့မေးပြီးဖနှောက်တစ်ချက်ဆောင်းပြီးကြောက်မတ်ဖွယ်အရှိန်အဝါတွေကိုထုပြလိုက်ပါတော့တယ် Dragson တယောက်ကြောက်လန့်တကြားနဲ့အာခိန်းမျိုးစားကြီးကမင်းတကယ်ပဲမင်းသမီးကိုပြန်ပဲဆွဲနိုင်ရဲ့ရလားဆိုလားစစ်ဆေးခိုင်းလိုက်တာပါလို့အမှန်တိုင်းပြောလိုက်ရပါတယ်ဘာကြီးကမင်းသမီးကိုငါဖမ်းလာပြီးသူမကငါအကြိုက်ပဲလို့အေးစစ်စစ်ပြန်ပြောပြီးထွက်လာခဲ့တယ်ဘာကြီးတယောက်သူ့မျော်လင့်ထားတာကအစင်းနှိမ့်နဲ့မင်းသမီးကိုဖမ်းလာတာမို့လို့မိက္ဆာစွန့်ရင်ရမှရာကနန်းလောက်ပဲရမယ်လို့တွေးထားတာပါဘာ13219မှကြီးတောင်လားငါမှဘာလို့ဒီလောက်မှတ်တွေများနေတာလဲလို့ဘာကြီးတယောက်အံ့ဩမှန်စသွားပါတော့တယ်ထိုချိန်မှာပဲဂေါ်ဒန်ကတကင်းလေးပဲတနာတော့တက်ပြီးလေးရမြောက်ကထူးဆန်းနေတယ်လို့အလန့်တကြားသတင်းပို့လာပါတယ်ဘာကြီးလဲလေးရမြောက်ကိုတွားကြည့်လိုက်တဲ့အခါမှာတော့လှပတဲ့တဘာဝတောအုပ်ကြီးဖြစ်နေတာကိုတွေ့လိုက်ရပြီးသူမကမျောစင်ထဲမှာဂေဟာစနစ်တစ်ခုကိုဖန်တီးလိုက်တာလားဒါကမဟာရတ်ကြီး၄ပါးကိုတက်မြောက်တဲ့စိတ်ဝိညာဉ်ဆရာကြီး spiritist တွေပဲလုံနိုင်တဲ့အရာပဲလို့သူကရေရွတ်လိုက်ပါတယ်ဘာကြီးကမင်းက73ယောက်မြောက်မင်းသမီးမဟုတ်ပဲလို့ပြောလိုက်တော့မင်းသမီးကပြုံးပြီးဟုတ်တယ်ငါ့ကိုအလေနာနဲ့မှားသွားပုံရတယ်ငါနာမည်ကအာနန်ဟီလ်ဒီရန်ငါကဟီလ်ဒီရန်တိုင်းပြည်ရဲ့ပထမမြောက်အင်ရှေ့ဆန်မင်းသမီးကြီးပဲလို့ဝန်ခံလိုက်ပါတော့တယ်အခုတော့ဟီလ်ဒီရန်ဘုရင်ကြီးကဒေါသတကြီးနဲ့ငါသမီးတော်ကိုဖမ်းသွားတဲ့မိစ္ဆာဘုရင်ကိုခေါင်းဖြတ်ပစ်မယ်အခုချက်ချင်းတိုင်းပြည်မှာရှိတဲ့အတန်မာဆုံးသူရဲကွင်းတွေနဲ့စစ်တပ်ကိုစုစည်းကြစမ်းလို့အမိန့်ပေးနေပါပြီတခါလေမှာတော့ကံကြမ္မာဆိုတာဖုံးကွယ်ထားလို့မရတဲ့အရာမျိုးပါပဲအဲ့ဒါကြောင့်
ရှင့်ကိုမေးခဲ့တာလေကျမကိုတကယ်ပဲကင်တွယ်နိုင်လားလို့အတွဲအားကောင်းတဲ့ပါရမီရှင်တကြီးလေးပါမော်ဆရာမလေးတယောက်ရှိတယ်ဆိုတာကြားဘူးတယ်ဒါပေမဲ့အဲ့ဒီလောက်အစွမ်းထက်တဲ့မာနာတွေကိုငါအာယုံမခံမိတာမခင်နိုင်ဘူးငါမရိပ်မိအောင်မင်းဘလို့များဖုံးကွယ်ထားနိုင်တာလဲလို့ဘာကြီးကမေးလိုက်ပါတယ်အဖြေကတော့ရိုးရှင်းပါတယ်လက်မှာဝတ်ထားတဲ့လက်စွပ်ထားတော်ဝင်မိသားစုကနေတားစဉ်မြေးဆက်လက်ဆင့်ကမ်းလာခဲ့တဲ့အမွေအနှစ်လက်စွပ်တစ်ခွင်းလေးမာနာတွေကိုအကျွင်းမဲ့ဖုံးကွယ်ပေးထားနိုင်တယ်ကဲအခုရှင့်ရဲ့မေးခွန်းအတွက်အဖြေရပြီလားကျမကိုတိုင်းပြည်စီတန်ပို့ပေးမှာလားလို့သူမကမေးလိုက်တဲ့အခါဘာဂျေ DS ကတော့အေးအေးဆေးဆေးပါပဲမင်းကိုငါကပြန်ပို့လိုက်ရင်လူရဲစရာဖြစ်သွားမှာပေါ့ဘယ်နိုင်မှန်ကမှသူရဲဘောကြောင်နဲ့နတ်ဆိုးဘီရင်ကိုကြောက်တော့မှာမဟုတ်ဘူးဒီတခုတော့ငါလမ်းအဆုံးထိလို့ရတော့မှာပဲလို့တီတီငငငပဲတုံ့ပြန်လိုက်ပါပဲအဲ့ဒီချိန်မှာပဲသတိပေးစနစ်ရဲ့အတန်းကမြေဟဲလာခဲ့ပါတယ်ဒီမွန်ကင်ဘာဂျေ DS အပေါ်ကိုရန်ညိုးဖွယ်ထားတဲ့ပြစ်မှတ်ကိုရှာဖွေတွေ့ရှိသွားကြပါပြီလက်ရှိပိုင်ဆိုင်ထားတဲ့မိစ္ဆာစွမ်းရင် point ဟာ19521 point ရသွားပါပြီဒါဆိုသူတို့ငါ့ကိုတီးသွားပြီးတေချာပေါက်ပစ်မှန်နေကြပြီပဲလို့ဘာဂျီကရေရွတ်လိုက်ပါတယ်တစ်ဖက်မှာတော့ဟီလ်ဒီရာနိုင်ငံရဲ့ဘရင်ကြီးကဒေါသတကြီးအော်ဟစ်နေပါတယ်အဲ့ဒီမိုက်မဲတဲ့နတ်ဆိုးဘရင်ကိုတတ်ပြီးငါရဲ့သမီးတော်ကိုချက်ချင်းပြန်ခေါ်လာကြစမ်းအရှင်မင်းကြီးဒီကိစ္စကိုလုပ်တာဘယ်နတ်ဆိုးဘရင်ဖမ်းသွားမယ်မသိရသေးပါဘူးကျွန်တော်တို့ကင်းထောင်တွေလွတ်ပြီးစုံစမ်းခိုင်းထားတာမလို့စိတ်ရှည်တီးကတော်မူပေးပါဒါဆိုမြန်းမြန်းထီအောင်လုပ်လေမင်းသမီးတယောက်တောင်ပြန်ပဲဆွဲခံရတာတောင်မင်းတို့ကစောက်လို့သေးကြမလုပ်ကြဘူးလားဒါပေမဲ့အခြေအနေကထင်တယ်လို့ရိုးရှင်းကမဟုတ်ပါဘူးဘရင်ကြီးယာကမိတ်စာဘရင်အောင်အခြားတိုင်းပြည်တစ်ခုရဲ့မင်းတောင်တစ်ပါးကိုပြန်ပဲဆွဲခဲ့လို့ သူ့ရဲ့ကောင်းတို့ရဲ့တပ်ဖြတ်ခြင်းကိုခံထားခဲ့ရတာမကြသေးဘူးလေ အဲ့လိုဥပမာတွေရှေ့မှာရှိထားတာတောင်ဘယ်နဲ့ဆိုးဘရင်ကကျွန်တော်မျိုးသူမင်းသမီးလေးကိုပြန်ပဲဆွဲရဲတယ်ဆိုတာထူးဆန်းနေပါတယ်ဒီတစ်ခေါက်ပေါ်လာတဲ့ဒီမွန်ကင်ကတော့အစ်စ်ပုံပါတယ်လို့မင်းကြီးကပြန်ပြောလိုက်ပါတယ်ထိုအချိန်မှာပဲသူတို့ဟာတယ်လီပို့မော့ကိုအသုံးပြုပြီးမြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ Aegis တောင်တန်းစီကိုဥတီသွားတယ်ဆိုတာသိလိုက်ရပါပြီလို့စုံစမ်းရေးအဖွဲ့လာရောက်သတင်းပို့ပါတယ်အာဂျက်တောင်တန်းပေါ်ကဘာဂျီရဲ့မျှော်စဲမှာတော့ဟေဒီယန်စစ်တပ်ကမကြခင်ရောက်လာတော့မယ်မင်းတကယ်ပဲအစင်ပြေရလားလို့ဂေါ်ဒန်ရဲ့မီးမြန်းလိုက်ပါတယ်ဘာဂျီကတော့ယုံကြည်ချက်အပြည့်ပါပဲဟေဒီယန်နိုင်ငံဟာတောင်ဘက်အစွန်ဆုံးမှာရှိတာဂျားထဲမှာရှိတဲ့တခြားနိုင်ငံတွေကသူတို့ရဲ့စစ်တပ်ကိုအလွယ်တကူဖျက်ဆီးခွင့်ပေးမှာမဟုတ်ဘူးသူတို့မှာသူရဲပေါင်းအဖွဲ့ကိုအကူအညီတောင်းတာကလွယ်လို့တခြားနည်းလည်းမရှိတော့ဘူးလို့သူကတွက်ဆထားပါတယ်တကယ်တော့သူရဲကောင်းတွေဆိုတာပတ်စံရမှာအလုပ်လုပ်တဲ့လူစားမျိုးတွေပါအာဂျက်တောင်းတန်လို့အနေများတဲ့နေရာကိုတွားဖို့ဆိုတာသူတို့အတွက်အကျိုးအမြတ်မရှိရင်မလှုပ်ရှားကြပါဘူးအဲဒါကြောင့်မျောစင်ကိုဒီလိုနေရာမှာစောက်လိုက်တာပဲလို့ဘာဂျီကဖြေလိုက်ပါတယ်ဒါကိုဘာဂျီကခေါင်းကောင်းကြီးတည်နေတာပေါ့သူကစီးမင်းနေမလိုက်နာပေမဲ့ area နဲ့ပတ်သက်အလုံးစုံတည်နေတယ်လို့ခန်းစားရတယ်မသိရင်ဒီနေရာကအရင်ကနေခဲ့ဘူးတဲ့အတိုင်းပဲလို့ဂေါ်ဒန်တယောက်စိတ်ထဲကတွေးနေပါတော့တယ်ဂေါ်ဒန်ဒရက်ဆန်ကိုဆက်သွယ်လိုက်ငါမိစ္ဆာဆွမ်းအားတွေကိုရမ်းထုတ်ပြီးလူစားတွေတုံးနဲ့ငွေကြီးကြီးနဲ့လဲမယ်လို့ဘာကြီးကအမိန့်ပေးလိုက်တဲ့အခါဂေါ်ဒန်ကအံ့ဩသွားပါတယ်ဘာပြောလိုက်တယ်လဲတကူဆွမ်းအားတွေပေးနိုင်တဲ့မိစ္ဆာဆွမ်းအားကိုလူသားပစာနဲ့လဲမယ်ဟုတ်လားဟုတ်တယ်ဒရိုင်ဇန်ကငွေပုံဖေးဝယ်မယ်ဆိုတာသိကြတယ်ဒီလောက်မိစ္ဆာဆွမ်းအားလောက်နဲ့လေသူရဲကောင်းစစ်တပ်တစ်ခုလုံးကိုရင်ဆိုင်ဖို့မလုံလောက်သေးဘူးဒါပေမဲ့ဘာကြီးမှအစီအစဉ်ရှိပါတယ်လူသားတွေရဲ့ပတ်စံရှိရဲ့ငါလုံလို့ရတဲ့အရာတစ်ခုရှိတယ်သူဟာလူသားတွေရဲ့မြို့တဲကိုကျေးစားစစ်သားတယောက်အဖြစ်ဟန်ဆောင်ပြီးရောက်လာခဲ့ပါတယ်သူရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်အဲ့ဒီမှာရှိတဲ့ကျွန်းဈေးခွက်ကိုတွားဖို့ပါပဲဘာကြီးဟာစားတောက်ဆိုင်တစ်ဆိုင်မှာကျေးစားဖလက်တစ်ဖွက်ကတိုင်းပြည်အသီးသီးကဘရင်အကြောင်းတွေနတ်ဆိုးဘရင်အကြောင်းတွေနဲ့အခြားဘာသူရဲကောင်းအကြောင်းတွေအချင်းချင်းပြောဆိုနေကြတာကိုကြားသွားပါတယ်အဲဒီနောက်ဘာကြီးဟာအဖွဲ့ခေါင်းဆောင်အနောက်ကနေအဲ့လိုလားဒါဆိုမင်းကငါ့ရဲ့လဲကွက်တော့ထက်တယ်ပေါ်ဆိုပြီးဂိုးကဆွဲပြီးကြိုက်ပေါက်ချလိုက်ပါတယ်မင်းဘာတူလဲဘာကြီးကမင်းတို့ကောင်တွေကြည့်ရတာအကုန်သိထားပုံရတယ်အဲဒီတော့မင်းတို့အဖွဲ့ထဲတယောက်ငါးနဲ့နေခဲ့ကြကြံတဲ့လူတွေတွားလို့ရပြီလူပြောလိုက်ပါတယ်ဒါပေမဲ့ကျေးစားအဖွဲ့ကတော့ဘာကြီးစင်ကားကိုနားမထောင်ပဲဝိုင်းတိုက်ခိုက်ပါတော့တယ်မြို့တဲကကျေးစားစီသားတွေနဲ့တိုက်ခိုက်ပြီးနောက်ဘာကြီးဟာသူတို့ကိုအနိုင်ယူကကျွန်းစစ်ကွက်စီကိုလမ်းပြခိုက်ဖို့အဖွဲ့ကောင်းဆောင်ကိုလမ်းပြအဖြစ်ခေါ်လာပါတော့တယ်
ဒါကလူသားကျွန်နေပါငါကလူသားကျွန်တွေကိုမလိုချင်ဘူးပို့ပြီးရှားပါတဲ့မျိုးနွယ်တွေကိုပဲလိုချင်တာဆိုပြီးဘာကြီးဟာငွေထုတ်ကိုပေးလိုက်ပါတယ်လမ်းပြလဲငွေထုတ်ရတော့အတန်ပြောင်းသွားပါတယ်ရှိပါတယ်ခင်ဗျဒီဘက်ကြွပါခင်ဗျဆိုပြီးခေါ်သွားပါတော့တယ်ဘာကြီးရဲ့စိတ်ထဲမှာတော့သူ့လူတွေကိုနှိပ်စက်ထားတာမြင်နာတော့မှငွေမြင်ရင်မျက်နာကတစ်မျိုးပြောင်းသွားတာကိုကြည့်ပြီးနတ်ဆိုးတွေအစွမ်းကိုကိုးကွယ်သလိုလူသားတွေကငွေကိုကိုးကွယ်တာပါလားဆိုပြီးရေလွတ်နေပါတော့တယ်သူရှာနေတာကတော့သစ္စာရှိမှုမှာနာမည်ကြီးတဲ့ Alpha မျိုးနွယ်စုတယောက်ပါဒီ Alpha ကိုငှက်ရဲ့တလူရော်ဖီအသုံးချပြီးတရေကောင်းတွေကြားထဲမှာပြောင်းဆန်အောင်လုပ်မယ်ဆိုပြီးသူကမဲ့ပြုံးပြုံးရင်ကြံစီနေပါတယ်တစ်ဖက်မှာတော့ Hildian နဲ့တရေကောင်း Helen Kajil ကတော့ဘယင်ကြီးရဲ့ရှေ့မှာဒူးထောက်ပြီးဂရိပေးနေပါတယ်ကျွန်တော်မျိုးမင်းသမီးလေးကိုတေချာပေါက်ကယ်ထုတ်လာပါမယ်တရားမျှတမှုအတွက်အဲ့ဒီမိစ္ဆာဘယင်ရဲ့ခေါင်းကိုဖျက်ပြီးယူဆောင်လာခဲ့ပါမယ် နောက်ထပ်အပိုင်းတွေနဲ့အခြားသောစိတ်ဝင်စားရာ manga recap အသစ်တွေကိုစောင့်မျှော်ကြည့်နိုင်ရန်ကျွန်တော်တို့ MAG Recap YouTube Channel နဲ့ Facebook Page တို့ကို Subscribe နဲ့ Follow လုပ်ရသေးရင်လုပ်ခဲ့ဖို့တောင်းဆိုခဲ့ပါလေကျွန်တော်တို့ manga recap တွေအားပေးတဲ့တယောက်စီးတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်အပိုင်းတွေမှာပြန်လည်တွေ့ကြရအောင်ဗျာ